ဒီအကြောင်းကိုပြောရင်တော့မဟုတ်ဘူးဆရာတော်ဘုရားကအများကြီးပြောတော်ပြီဒါပေမဲ့အဲ့ဒီဟာလည်းမလုံလောက်ဘူးတကယ်ပြောမယ်ဆိုရင်ဒီကုန်ကြီးပါလို့ရတဲ့အရာဖြစ်တယ်လို့နော်။ဘာပဲပြောဒီနေ့လူနေ့ထူးနေ့မြတ်ဖြစ်လာနိုင်ဘူးညာပထမဆုံးဒီဂျူဘီကြောင့်ခံပေါ့နော်။ဒီလိုသာသနာတွေကနေပြီးတော့အခုဒီဂျူဘီ music ဆိုတာUniversal Church ကျင်းပရအောင်ပို့လို့ကျွန်တော်တို့ Universal Church အနေနဲ့ဘယ်ဂျူဘလီနေ့ဆိုရတတ်မှတ်ထားရအများကြီးရှိတယ်ဒီထဲမှာကျွန်တော်တို့ဘုန်းကြီးတွေစုံနိုင်တဲ့ဒီအချိန်လေးကျွန်တော်တို့သာသနာနေ့နဲ့ကပ်ရက်ဖြစ်တဲ့ဒီစင်စစ်စလျာကိုတရာကြီးရဲ့ဒီနေ့ကိုတတ်မှတ်ပေးကြတယ်ဆရာတော်ကြီးနဲ့ဒီဂျူဘလီကြောင့်ခံရကိုဂုဏ်ပြုကျေးဇူးတင်ကြောင်းပထမဆုံးပြောရပါတယ်။သူတို့အနေနဲ့ဘယ်လိုဒီချက်နဲ့ဘယ်လိုစီစဉ်စိတ်ကူးထဲမှာရှိပြီးတော့ဒီနေ့ကိုတမပေးတယ်ဆိုတော့လေကျွန်တော်လည်းမမေးဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကကျွန်တော်ကျူတင်ပြင်ဆင်မှုလည်းသိနေရှိတယ်ကျွန်တော်တောင်းခံမဟုတ်ဘူးနော်။အဲ့ဒါကြောင့်လို့ပါပြီးတော့ဒီဒုတိယအချက်အနေနဲ့ကျေးဇူးတင်ဆရာအနေနဲ့တော့ဒီကနေ့ဒီလိုပွဲထူးထူးခြားခြားလေးနဲ့ဖြစ်နိုင်အောင်ပြုလုပ်ကြတဲ့ရံဖြစ်ကြောင်းသားလေးတွေနဲ့တို့ကိုအဖြစ်နဲ့ဘုံတို့နဲ့ဒီမိသားစုဝင် sister တို့အဲ့မှာတောင်းကြရတယ်နော်ပြီးတော့ဒီဖက်ကနေပြီးတော့sister နဲ့ဒီဘောရာကျောင်းသူများဘောရာကျောင်းသားများအားလုံးကိုလည်းအထူးကျေးဇူးတင်နေပြီးတော့ဆရာတော်ကတစ်ချက်ပြောတယ်ဆိုကျွန်တော်လည်းမပြောဘဲနေလို့မရတော့တဲ့တစ်ခုကစာလာပေါ့နော်ခုနပြောသလိုအချင်းတူတွေမှာပေါ့နော်ဒီစာလာကလည်းတကယ်ကိုပိုင်စာလာပေါ့စာလာကျမ်းဆရာတော်ပြန်ကြည့်လိုက်စာလာကျမ်းထည့်တိုင်းမဟုတ်ဒီနေ့စာလာကျမ်းမဟုတ်ပဲနဲ့ကိုပိုင်စာလာလည်းဖြစ်တော့ကျွန်တော်တို့ retreat ဝင်တဲ့ညမှာပဲဒီစာလာကလည်းပြီးမြောက်သွားတယ်ဆိုတော့အဲ့ဒါပြီးမှ sister Gabriel အပိုင်ကနေပြီးတော့သူမအားတဲ့အချိန်လေးမှာချွေးတတိနဲ့ဖျားကြောင်းပြင်ဆင်ပြီးမှပဲကလေးတွေလည်းစာချက်မောပန်းပြီးမှပဲကြည့်ကြတာဆိုတော့မို့တော့မဝင်နိုင်နေပြီပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်ထားတာထက်တော့မှအများကြီးကျွန်တော်ပြောလိုက်တာတဲ့အများကြီးကောင်းသွားတယ်အထူးကျေးဇူးတင်ပါတော့ဒီစာအကျိုးဆိုပေးတဲ့လူတွေနဲ့ရောဒီသူတွေလည်းကောင်းတယ်ကျွန်တော်တို့ဒီဟာဒီကြောင်းသားတွေဆိုနေဒီချင်းဆိုရဟာကျွန်တော်ကျင်းတဲ့ချိန်မှာတော့ကျွန်တော်မပါဘူးเนาะဒီလိုလေးဆိုတာတော့ပဲပြောပြလာပြီးတော့ဒီလိုဟာဒီလိုကျင့်ကြရှာတယ်စာစက်ပြည့်တဲ့လားမသိဘူးเนาะဒီတော့ကောင်းတာဆိုတော့အဲသူ့ကျေးဇူးတင်ပါတယ်ဒီရှားကြောင့်ပြင်ဆင်တဲ့ sister တွေတော့ဒီအကြောင်းမှာတောင်းခံတဲ့မဆီယူကြီးနဲ့တူကဒီကျတဲ့မိသားစုလည်းထူးကျေးဇူးတင်ပါတယ်ဒီတော့တစ်ဆက်တည်းမှာဒီ Jubilee of Music ကိုပို့ပြီးတော့မြန်ဆိုင်အောင်ကျွန်တော်တို့ performance လေးရနေနဲ့ဒီမှာဒီဆက်ပြီးတော့ကြားရဲခုနပြောတဲ့ထဲမှာမပါသေးတဲ့ဒီ RBA နဲ့ RBA ကမြန်မာတရားပေါ့နော်ဒီဟိုလည်းအထူးစုတောင်းခံနေဆိုပြီးတယ်ပြီးတော့ကရုဏာနဲ့ဒီရလူငယ်တွေပေါ့နော်တကယ်အရေးကြီးတဲ့အရာလေးတွေပေါ့နော်ခဏလေးချင်းဆိုတဲ့ဟာဆိုပထမကျွန်တော်တို့သုံးပါးစုဖျားကိုချင်းဝင်အဲ့ဒါပြေးတာနဲ့မိပြောက်လို့မရတယ်ကျွန်တော်ကျေးတလိမ့်မှာအထွေအထိပ်နေရာမှာခရစ်တော်ရဲ့ညာဘက်ပေါ့နော်ခရစ်တော်ကဘယင်ဖြစ်တယ်ဘယင်ရဲ့ညာဘက်ချက်မှာဘယ်လိုထင်လဲဆိုတော့ဘယင်ကမေတော်ကြီးမေတော်မာရိယာအာဗေမာရိယာအဲ့တော့ပြီးမှကျွန်တော်ဒီ ecological song နော်သင်္ကန်းတော်အားလုံးမိတဲ့ဆရာရဲ့အကြောင်းအဲ့ဒါလေးကျွန်တော်ဒီဆက်သွားကြတာရမ်းလို့ကောင်းတယ်နော်အဲ့ဒါကြောင့်လို့ဒီဟာအားလုံးပြတော့ကောင်းပြီးတော့အထူးအရေးကြီးတယ်ဟိုမှာဘာတွေလုပ်ကြလဲပြီးတော့အပြင်မှာဘာလုပ်ကြလဲဘော်ရာတွေပြန်ဝင်လာကြမှာအလုပ်မရှိတော့နော်ဟိုမှာအပြင်မှာကျွန်တော်တို့ဒါပြီးရင်တော့ဘာပဲပြောပေါ့နော်
ဘုန်းကြီးတွေကလူခါနာလဲရမယ်မထင်လို့ကရုဏာကိုလည်းတိုက်လိုက်တယ်ကရုဏာဘုံချမ်းတွေကနေပြီးတော့ကျွန်တော်တို့အတွက်ပါစီစီလဲတော့ဒီဟိုမှာလှုပ်ရှုပ်နေကြတယ်နော်အဲ့ဒါလေးကိုလည်းမပူပါနဲ့လို့အစာပြေလေးတော့ရပါမယ်ဘယ်တော့ကြာကြာနော်နေ့လေစာချင်းမရောက်ရင်အစာပြေတော့ရှိမှာနော်အဲ့ဒါလေးအတွက်လည်းကရုဏာဘုံချမ်းတွေကိုလည်းထူးကျေးဇူးတင်တယ်ပြီးတော့တောင်းခံခြင်းတောင်းပန်ခြင်းအနေနဲ့ကခုနပြောလို့ကျွန်တော်ကတောင်းခံမဟုတ်ခဲ့တဲ့အတွက်ကြောင့်ရှာရှိပြီးတော့ခဏခဏဝင်ပြီးလို့နောက်ဆုံးတောင်းခံမှသူကိုယ်တိုင်မရှိနိုင်ဘူးဟာကိုရောပဲယူလိုက်ကိုရောပဲတောင်းခံလိုက်ဆိုပြီးတပတ်အလိုမှာပဲဆိုတော့ကဒီခုနပြောတဲ့ဘောနော်ဆာလာကျွမ်းတော်မှာဒီချင်းဒီနေ့ဒီမှာပဲစီကြီးတယ်ပြီးတော့ဒီတခြားချင်းတွေနဲ့ပြင်ဆင်မှုကတည်ပြီးရရတယ်မရှိဘူးပေါ့နော်အဲဒီအတွက်ကြောင့်ကျွန်တော်ဒီမှာမတ်တရရတာကျွန်တော်တာဝန်ယူရတာကိုပဲစင်မပြေမှုတွေများရရှိမှာပါအဲဒီဟာတွေအတွက်အားလည်းခွင့်ပေးကိုတော့ဘာလို့ချိန်ဖြစ်တယ်တော့အားလည်းဖြစ်တယ်တကယ်ကျွန်တော် idea ထဲမှာဒီတစ်ခုတည်းမဟုတ်ဘူးကျွန်တော်ဒီ24 hours မှာ the Lord ကလေးကကျွန်တော်တို့ minor ကျောင်းဝင်းထဲမှာhall ခန်းကြီးရှိတယ်အဲ့တော့ကျွန်တော်အရန်မပြောတာ24 hours for the Lord ပြောမှလည်းပဲအဲ့မှာကျွန်တော်တို့ praise and worship လုပ်ရအောင်ဟာခန်းကြီးလားလူလာနိုင်တဲ့ညလာလို့ရတော့နော်ကိုရမြတ်ဘူးအလေးချရက်ကွာလိုက် Paris လိုက်အခါညူတွေမှာတော့ Paris ကိုခုရှိတယ်နော် Paris လိုက်ရက်ကွာလိုက်လုံးမယ်အဲ့ဒါပြီးလူငယ်တွေတတိတ2နာရီ3နာရီလောက်ဒီချင်းဆိုရင်းနဲ့ကျွန်တော်လုံချင်လာကောင်းမလဲဆိုတော့ကျွန်တော် idea ရှိတယ်ဒါပေမဲ့အမျိုးကြောင့်နော်တောင်းခံနေရဒီနိုင်ငံရေးချီနေတဲ့ပါမှာပေါ့လေအဲ့ဒါတွေလည်းမဖြစ်ခဲ့ဘူးလည်းမပါဝင်ခဲ့ဘူး Paris မှာပဲ24 hours မပြီးအောင်အန်တီခဲ့လို့တော့ဒီလိုပါနဲ့ဒီလိုဓမ္မဆရာတွေကိုထုတ်ခိုင်းဝင်ခိုင်းပြီးတော့ပို့ခိုင်းနိုင်အခု music ဆိုတော့ကျွန်တော်အဲ့တော့ပြန်ပြီးတော့တန်းဖြစ်နိုင်ဒီနေ့ဟာ Paris တိုင်းကဒီချင်းဝဆောင်တဲ့ဓမ္မဆရာအားလုံးဆိုကြည့်အမတင်နေကြီးမဟုတ်ဘူးတော့မအခုလိုပေါ့နော်ကျွန်တော်ဒီပြတဲ့ဟာတွေကအများကြီးရှိမယုံရှိတယ်ကိုကျွန်တော်ဒီပြရတယ်တီးချတယ်အဲ့ဒီဟာတွေလည်းကျွန်တော်အဲ့လိုအရေးရှိခဲ့နေတယ်အခုဒီဟာမျိုးအတွင်းကဝါဒနာရှင်တွေတော့မှမဖြစ်နိုင်ခဲ့ပါဘူးเนาะအထူးကြောင့်ဒီလည်းမလုပ်နိုင်ခဲ့ဘူးကျွန်တော်အားကတယ်ဒါကြောင့်ဒီအထူးသဖြင့် music ဝါဒနာရှင်ဂီတဝါဒနာရှင်တွေအားလုံးကိုလည်းတောင်းပန်လိုပါတယ်ပြီးတော့အားမလျှော့ပဲနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ဒီနေ့မှာဆရာတော်ကလည်း music ရဲ့အခန်းကဏ္ဍ music ကအများကြီးပြောသွားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီတစ်ခါအစင်မပြေသေးရင်တော့မှဆက်လက်ပြီးတော့ရှေ့ဆက်ကြဖို့အနည်းငယ်တောင်းခံလိုပါတယ်ကျွန်တော်လည်းဆက်သွယ်ကြပါကိုဟာကိုဆရာတော်ကမချင်းကပ်ရလို့ဆိုကျွန်တော်ချင်းကပ်ပေးတယ်နော်ကျွန်တော်ရဲ့လေးဆုံးဖိလစ်ပိမှာ music ကောင်းလေး music ကြောင့်ကောင်းလေးရှိတယ် US မှာကျွန်တော်ဆရာတော်က music တက်ခိုင်းတယ်လို့ပြောတဲ့အချိန်အဲ US မှာကျွန်တော်တို့ဒီUniversity of America ပါတယ်ဒီ Catholic Bishop က University ကြီးဖွင့်နေဒီအကြီးမားဆုံးကျောင်း Catholic ဒီဆရာတော်ကြီးများအတိအမှန်ပြုကျောင်းကြီးမှာပြောမယ် Music နဲ့ Master ဝယ်ယူနေဒီတာရှိတယ်သူကနေပြီးတော့ဒီမှာကပိုက်စတာအကုန်နဲ့ဖိလစ်ပိမှာတွားတဲ့မြစ်ဆရာတော်ပြောဆိုတော့ကျွန်တော်လည်းအဲ့လောက်ကြီးတယ်မစီစားမိတာလားမတက်ဖြစ်တယ်နော် US မှာတော့တတိတော် music တွားမြေးစမ်းကြီးတယ်အကွဲမှာရလာတဲ့အရာလေးကိုမင်္ဂလာဒီ serious ကိုကျွန်တော်ပြရမှာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ music ကျောင်းတက်ဆိုရင်တော့
ဒီပြီးမှကောင်းကောင်းလေးရှိတယ်ဝင်လာတဲ့မားတွေတော့မဖြစ်နိုင်တဲ့မှာလည်းဆက်ပြီးတော့ဝယ်ယူတာကျွန်တော်ဖြစ်တယ်ဒါကြောင့်တကယ်ကိုစိတ်ဝင်စားတဲ့အပြင်ကပဲဖြစ်ဖြစ်ရဖြစ်ကြောင်ကပဲဖြစ်ဖြစ်နော်တကယ်ကိုစိတ်ဝင်စားတဲ့ဆရာတို့ချင်းကလူရောက်ပါလားချင်းကရောက်ရင်တော့ချင်းကကြပါနော်ဒီလိုစီကြရအောင်တကယ်ကိုဒီဘက်တည်းဖြစ်တယ်ဒါကြောင့်စိတ်မပြတ်နဲ့အားမလျှော့နဲ့ရှေ့ဆက်ဖို့ပဲလိုတယ်နော်အပြီးနဲ့ပါဝင်ဖို့တောင်းခံပါတယ်ကဲဆက်ပြီးတော့ကျွန်တော်တို့ဒီကြီးမှာဘယ်လောက်တောင်ကျွန်တော်တို့ music ကရည်ကြီးတယ်ဆိုတာပြောစရာအများကြီးရှိနော်ဒီဆရာတော်ပြောပြီးဆိုတော့ကျွန်တော်ရည်ကြီးတဲ့အကြောင်းသိပြီးမပြောတော့ဘူးဒီမှာ US မှာဆိုဒီ South ထဲကဟာကိုကျွန်တော်အများကြီးပြောချင်နေတယ်တစ်ချက်တော့ပဲပြောမယ်နော်တစ်ချက်တော့ပြောမယ်ဒါက Music in Divine Worship ဆိုပြီးတော့ US Bishop Conference ကနေပြီးတော့သူတို့အတိအမှတ်ပြုပြီးထုတ်ထားတဲ့စာအုပ်ဖြစ်တယ်ဒါက Pastoral Liturgy Series number 4ဖြစ်နေပြီပေါ့သူတို့ကျွန်တော်မြန်မာပြည်မှာ CDC ကနေလည်းဒါမျိုးထက်တာကြားဘူးပြီနော် music အကြောင်းဒါကြောင့်မလို့ကျွန်တော်2019ဒီဌာန US ကိုဒီကေ organization တွားရင်းနဲ့လေပတ်သွားတဲ့အချိန်မှာဒါကို Paris တခုမှာသူတို့ရဲ့ liturgical office liturgical နဲ့ပတ်သက်တဲ့ဒီဝတ်ပြုဖို့ချင်းဆိုင်ရာရုံးမှာသူတို့ကဒါကိုထောက်ထားတာပြီးတော့ကျွန်တော်ဒီဆောက်လို့ချင်းနဲ့ဝယ်ပြရစီဆိုတော့သူတို့မယောင်းဘူးအဲ့ဒါနဲ့ကျွန်တော်တမျိုးလုံးပတ်ရှာရေကလေးဆိုင်မတွေ့ဘူးဒါနဲ့ဒီဒါက CBC ရုံးနဲ့အနည်းဆုံးမှာအလိုလိုပဲကျွန်တော်တို့မြန်မာကလုံပေါင်းတူလေးကိုကျွန်တော်ပြန်ပြီးချိတ်ဆက်အဲ့ဒီစာမှုရှာပြီးပါဝယ်ပြီးတော့လူချုပ်ရှိတဲ့ချင်းပို့ပေးပါဆိုတော့အဲ့ချိန်မှာရက်စီရောက်နေတဲ့သူတို့အမျိုးတွေတခြားပါစတာပေါ့နော်တခြားတင်ကပါစတာရှိနေတော့အဲ့ဒါကိုပို့လာပေးတာအခုကျွန်တော်ပြန်သွားတဲ့ချိန်မှာလည်းကျွန်တော်တို့ music နဲ့ပတ်သက်ဒီဟာကမရှိဖြစ်သွားတဲ့စာဖြစ်ပြန်တယ်ကျွန်တော်ရမ်းတဲ့PD ဖြစ်နေတယ်နော်ဒီစာအုပ်ထဲမှာလည်းရေးထားတဲ့အရာပါလဲဆိုတော့ liturgy မှာ the primary liturgical instrument ကျွန်တော်ဝတ်ပြုကိုယ်ွယ်ချင်းမှာအတိကဒုရိယာကဘာဖြစ်မလဲလူချင်းကြအတိကဒုရိယာ primary liturgical instrument က human voice လူသားဖြစ်အကြောင်းမလို့ဒီကနေ့ကျွန်တော် music တွေလည်းနည်းနည်း short ခိုင်းနေတယ် music ဒီ musical instrument ဆိုတာဒီတခြားဒုရိယာတွေကအဲ့ဒီလူသားပတ်ပြီးဖြစ်တယ်အနောက်အချက်ပြီးတဲ့အရာမျိုးမဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ရင်ကျွန်တော်ခဏပြောတယ်ကျွန်တော်အခုဟာတဒနာပေါ့နော်မင်းတဒနာမှာတော့မှကျွန်တော်မရောက်တာတိတ်ရှားတယ်ဒီ Paris ပေါ့နော်ဒါပေမဲ့ဖျားရှိခိုးတဲ့ချိန်တော့အဲ့လောက်ချင်းမပါဘူးဖြစ်ဘူးဒီဘက်ချမ်းကကျွန်တော်မရောက်တဲ့ Paris ဆိုတော့အတိတ်ပဲရှိမှာ Paris ကပေါင်းနေမှာကျွန်တော်များများကျွန်တော်ရောက်ဖြစ်တယ် Paris တိုင်းမှာနော်အခုခေတ်ကကျွန်တော်တို့ဟို style နဲ့ဒီခေတ်ရောက်နေParis တိုင်းလိုပဲတုံချစ်လောက်ကြတယ်ဒါမဲ့ဆိုရဲကိုရဘယ်လိုဆိုလဲဆိုချစ်တုံချစ်အဲ့ဒါဘယ်လိုမှမကိုက်ဘူးတုံချစ်ဒီတဲ့ချစ်ချစ်တုံအဲ့ကိုပြီးမှမကြီးတော့အဲ့တော့ခဏပြောနေတယ်အချူတကြီးမပြေမစီနဲ့ကျွန်တော်တို့ဒီချင်းစီပိုင်းချင်းဒီဟာကကျွန်တော်တို့ Catholic အရာအားနဲ့ဖြစ်တယ်တကယ်က music ရဲ့အစားပြောမယ်ဆိုရင်ခရိယန်ဘုရားချင်းနော် music ကဒီကလေးကနေစားတာဟုတ်တယ်မလားဟိုးမှာရေးထားဒီတင်ကြီးရမှာကျွန်တော်တို့လေးမြင်းကြောင်းနဲ့နားမြင်းကြောင်းရေးထားတယ်နားမြင်းကြောင်း stuff လို့ဆိုတဲ့ဟာက international လို့ထည့်ရပြီနော်ကျွန်တော်တို့ဒေါ်ရမီလည်းထည့်လို့ကြားလို့မှာဒေါ်ရမီကအရှိတိုင်းမှာတုံးတယ်
ပြီးတော့ဒီ1 2 3နဲ့လည်း3နဲ့ဒီနောက်တိုင်းမှာက stuff notes အဲ့ဒါလည်း3နဲ့အဲ့ဒါကို international လို့လည်းခေါ်ကြတယ်ဒါပေမဲ့ကင်းတလေးရဲ့ mobile လို့ပြောလို့ရတယ်နာမည်မှာတော့မပုတ်ရဟန်းကြီးနာမည်နော် Gregorian music ဆိုပြီးတော့လေးမျိုးကြောင်းကျွန်တော် Latin ကနာမည်ကြောင်းနဲ့ရေးတဲ့ဟာတွေမှားတာများလို့နေသူတို့ပြန်ရေးတဲ့အခါကျတော့မှားတာများတယ်အားကြောင့်မလို့ဒီကျွန်တော်ဒီမိုင်နာကျောင်းမှာတော့ကျွန်တော်ပြောဖြစ်နေတယ်ပေါ့နော်အဲ့ Gregorian chant Latin တခြင်းတွေကိုကျွန်တော်တို့အတတ်နိုင်ဆုံးဒီ Gregorian chant music နဲ့ကျွန်တော်တို့ဖိုင်ပို့ပြီးတော့တည်ကြတယ်ပေါ့အချက်ကတော့မတည်ကြဘူးဒါပေမဲ့အဲ့ဒီဟာကဲတလေးရဲ့အနှစ်ဖြစ်တယ်ကျွန်တော်ကဲတလေးရဲ့ mobile လို့ပြောလို့ရတယ်ကဲတလေးမှာဒီလောက်ကြောင့် music အားပေးနေတယ်ကဲတလေးကဖန်တီးနေတဲ့အရာကျွန်တော်တို့ကဖြစ်ကြတဲ့စာနဲ့လုပ်လို့လည်းမရဘူးဖြစ်တယ်ဒါနဲ့စဉ်းစားပြီးတော့ကျွန်တော်ကတွေးပြီးလို့ကျွန်တော်ဒါဆရာဖြစ်ခဲ့ music ကောင်းဒီပြီးတဲ့လူ music guide ပြီးတဲ့ guide လုပ်ပြီးတဲ့သူမရှိတဲ့ page တွေအကုန်ချစ်ချ music ကိုအားမပေးတဲ့ပုံကြီးဆိုရင်လည်းကျောင်းဆိုင်မပြီးဘူးရုံးဆိုင်ပဲလို့ပြီးတော့ကိုရုံးနဲ့ကိုကြည့်ကြတယ်အဲ့ဒါဒီမှာကျောင်းဆိုင်ခိုင်းဒီရောရာချီကြောင့်သားဆိုရင်လည်းပြီးမှာမဟုတ်ဘူးအဲ့ဒါကြောင့်အဲ့လိုဖြစ်စီခြင်းခုတည်းကကျွန်တော်ဆရာတော်ဖြစ်ဖို့ဆုတောင်းကြတယ်နောက်ပြောတော့မဟုတ်ဘူးပြောတယ်နော်သူဆရာတော်ကကျင်းစီလူက10နှစ်တော့မလို့တော့ဘူးကြာတော့ဘူးအဲ့ဒီမတိုင်ဘူးနားရှိနေနာအောင်မှာပြောနေတာအဲ့ဒါချမ်းဒီလေးတွေပါတယ်နော်အဲ့တော့ဒီမောဆရာကတော့တိတ်မဟုတ်ဒီမောဆရာပြောတာဒီရဲ့ဆိုတော့အဲ့ဒီကျွန်တော်စေစာပြည့်နေရလို့တည်ပြဖို့ဖြစ်တော့နေရာတိုင်းမှာအဲ့လိုဖြစ်နိုင်ဘူးထမချက်နေတယ်ဒီ Paris တိုင်းမှာလည်းကျွန်တော်ဘယ်လိုထုတ်ရှားကြလဲသာသနာ level နဲ့ဒီဝိပုကိုဝေချင်းကိုပူပြီးမြိုင်ဆိုင်ဖို့ဘယ်လိုလုပ်ကြမလဲဆိုတာအားလုံးရဲ့အထူးသဖြင့်ဆရာတော်ကစပြီးတော့ကျွန်တော်ဖုန်းတော်ကြီးရဲ့တာအဲ့တော့ဒီကနေ့အထူးစဉ်းစားဖို့လိုပါတယ်ခဏစာရန်ကြောင်းကိုကျွန်တော်ပြောလို့ထပ်ပြောမယ်ဆိုရင်နော်ကျွန်တော် music ဆရာရှိပါတယ်ကျွန်တော်စီမှာ music ဆရာတယောက်ရှိတယ်သူကိုယ်တိုင်စာရန်ဆက်တယ်အာရညင်ညောင်းတဲ့ style နဲ့ဆက်တယ်ဒါပေမဲ့ organ ချစ်ဆိုတော့လေဟိုမှာ style နဲ့တီးပြန်တော့သူကတာယာညင်ညောင်းတဲ့ဖြစ်သွားတဲ့ဒီချင်းမှာသူကတိုင်းဟို style နဲ့တီးလိုက်တော့တော့မှတာချင်းစိတ်တော့စိတ်လီသွားတယ်နော်ချစ်တာအကုန်လုံးတော့မှဘာလေးကအဲ့လိုဖြစ်တယ်စိတ်လီသွားတယ်ဒီနေ့ဆရာလည်းစိတ်လီသွားတယ်ဟုတ်ရှိတယ်ကျွန်တော်ဒီဟာလေးကြီးအရေးကြီးတယ်အားလုံးရဲ့တောင်းဖြစ်တယ်ဆိုတာဒီနေ့ပြန်ပြီးတော့တရားစီလို့လေပြီးတော့တစ်ဆက်ထဲမှာဒီကနေ့ဒီ office မှာအဲ့လောက်ကြာပြီလို့မထင်ခဲလို့ပေါ့နော်သူတို့နှစ်ပုတ်ကြည့်ထားတာတစ်ပုတ်ထဲတီးခိုင်းပြီလို့ sorry ပါဒီတော့ဘာနဲ့ဆိုကြာတော့တယ်နော်တကယ် music က music arises from silence တီးကြတန်ဆိုတိတ်စိတ်ချင်းကနေထွက်ပေါ်လာပြီးတော့တိတ်စိတ်ချင်းမှာကိုပြန်စည်းဝင်သွားတယ်အဲ့ဒါလေးစဖြစ်တာဒါမဲ့ကျွန်တော်တို့စီမှာကကိုရောမြတ်တစ်ချင်းဆိုတဲ့ချိန်လေကိုရောမြတ်ပြင်ယူတဲ့ချိန်လေဘုံကြီးကဟိုးခွက်ပကစီမပြီးမချင်းအဲ့ဒါကြီးပြီးတော့အော်ဟိနေကြတယ်တချို့စင်ကိုရောမြတ်ကအကြီးတော်ပြောပြီလားမပြီးဘူးထိုင်ကုန်မရောက်ခင်ကလေးကတစ်ချင်းဆိုတဲ့လူတွေရှိကျွန်တော်ဆရာသမားဖာထုံအောင်ပြောဖို့တော့စစ်စစ်နှစ်ပါးနဲ့
ဘောရာ2ရောက်လား3ရောက်လားအဲ့လောက်ပဲရှိတော့ကိုရမြတ်ချင်းဆိုချင်ကြစစ်စစ်တပါးကတကဝနာကျဲချင်းဆိုစားသူကိုရမြတ်တော့ပြနေချင်းဟိုစစ်စစ်တပါးကပြန်တော့ဆောက်လည်းမကင်မဲနဲ့သူကတချင်းပြတ်တော့မှဆိုလို့ဆက်ဆိုတာအလ္လာဟ်ကပြည့်စုံတော့အဲ့တော့လည်းဘယ်လိုကိုတချင်းမဆိုဘဲနဲ့ညီညီလေးကိုရမြတ်ပြင်လို့လေရတယ်ထိုက်ကအဲ့ဒီတိတ်စစ်ချင်းကိုဟာခုလိုရကလေးတွေရဲ့ဆိုတော့မတိတ်စိတ်နိုင်လို့ဘုန်းကြီးတွေကိုနိုင်ကလည်းအားမပြီးတော့တာတော့မသိဘူးကျွန်တော်ရဲ့ဒီတကြီးရဲ့အတာတိတ်စစ်ချင်းဆူတောင်ကြဆိုဆိုရင်ခဏလေးတိတ်စစ်နဲ့ဆူတောင်အဲ့ဒါမှလည်းအဲ့ဒီတိတ်စစ်ချင်းရှိမှလည်းဒီရတာတော့တာခဲ့တာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီကြီးမှာကျွန်တော် music ဆိုတာအဲ့ဒါကျွန်တော်ဒီနေ့စာရင်းတော့ပိုင်စာရင်းဆိုတဲ့အတိုင်းနော်ကျွန်တော်တို့နှလုံးသားတကားဖွင့်ပြီးတော့နားဆင်လိုက်ရင်ဘုရားသခင်ရဲ့ဒီတာဒီစိတ်ချင်းကြားရတယ်ဆိုတဲ့ပေါ်နေ listening with an open heart in silence အမှန်ဆိုတဲ့လူတွေဆိုတော့ရကြတယ်အဲဒီစိတ်နေတဲ့ချိန်မှာလေဘုရားသခင်ရဲ့ဒီတာကိုကြားရမှာဖြစ်ကျွန်တော်တို့ကိုယ်တိုင်ဒီစိတ်ချင်းမရှိတော့ကျွန်တော်တို့ music တောင်မှပေါက်ဝေးတာမျိုးဖြစ် music ထွက်လာတော့အဲ့ဒါတော့အားရညင်ညောင်းတဲ့အတိုင်းထွက်တယ်ဘူးဆရာတော်ပြောတယ်ဝတ်ပြုချင်းနဲ့တက်ဆိုင်ရဲ့ဒီတာထွက်မှာဒါကြောင့်music နဲ့တခါတည်းတွဲပါလာတဲ့အရာကျွန်တော်တို့ရဲ့လေ့ကျင့်ကျွန်တော်ရဲ့ဝိသုချင်းမှာတိတ်စိတ်ချင်းဖြစ်တယ်အဲဒီခုတို့တွဲပြီးတော့ကျွန်တော်ဖျားရှင်ထံထိုက်တန်တော့ဝိသုချင်းပြုနိုင်ကြပါဗျာဒီကနေ့ကျူးလျော် music ရဲ့ကောင်းချီးမင်္ဂလာအဖျားဖျားအားလုံးကိုတရားစီကြောင်းဆန္ဒပြုရင်းကို